ကျမဒီအသားဟင်းပွဲကြီးကိုအလကားရခဲ့တယ်ဆိုရင်ရှင်တို့ယုံပါလားတကယ်ပါကျမဒီဟင်းပွဲကြီးကိုအလကားရခဲ့တာပါဘလို့ရခဲ့တာလဲဆိုတော့တောင်ကူငွေဆောင်စားတောက်ဆိုင်မှာဟင်းသုံးပွဲမှာလို့ရှင်ရင်အသားဟင်းတပွဲ free လက်ဆောင်ရတဲ့အစီအစဉ်လေးရှိနေလို့ပဲဖြစ်ပါတယ်အရင်တုန်းက January နဲ့ February လပဲပေးပြီးမယ်အခု March လအထိပါထပ်ပြီးတိုးထားတယ်ဆိုတော့ကျမရဲ့အကြိုက်ဖြစ်သွားတာပေါ့နော်တောင်ကူကိုဧည့်သည်တွေလာလေတဲ့ခါကျတော့သွားကျွေးမယ် promotion လည်းရှိနေတယ်ဆိုပြီးတော့February လမှီသေးတယ်ဆိုပြီးအပြေးသွားတာ March လအထိပါထပ်တိုးထားတယ်ဆိုတော့အရန်ကိုပြောသွားတာပေါ့နော်ဒီငွေဆောင်စားတောက်ဆိုင်မှာဆိုလို့ရှိရင်အခြားသောတောက်စရာတွေလည်း promotion ပေးထားတယ်လို့သိရတယ်ဒါဆိုလို့ရှိရင်မွေးနေ့ပွဲလုပ်မဲ့သူတွေ anniversary လုပ်မဲ့လူတွေ party ကျင်းပမဲ့သူတွေအတွက်အရန်ကိုအဆင်ပြေနေပြီဆိုတာသိကြပါတယ်ဟင်းပွဲတွေစုံပြီဆိုတာနဲ့ကျမစပြီးစားတာကတော့ဝက်သုံးထက်သားကြက်မဆိုင်ပါသူ့ရဲ့အရသာကလေထိထိမိမိချင်းချင်းငန်းငန်းဆက်ဆက်လေးပေါ့နော်ကျမအကြိုက်ပဲပြီးတော့စိတ်ပေါင်းမဆလာကျမဒါလေးမှားထားတဲ့အခါမှာမှားသွားပြီလို့ထင်လိုက်ပေမဲ့လုံးဝမမှားတာတော့ဒီဟင်းပွဲပဲဘာလို့လဲဆိုတော့လေသူ့ရဲ့ဒီစိတ်သားရဲ့နူးညံ့မှုကလေဘလို့လေးမှမသိကိုယ့်ကိုသွေးအားတွေအရင်ပြည့်သွားသလိုတောင်ခံစားရတယ်အဲ့ဒါလေအားရပါရစားခဲ့တယ်ပြီးတော့ပဲကြဆန်ကြက်သားလုံးဟင်းချိုသူကတော့လူကြီးတွေအကြိုက်ကလေးပေါ့နော်စိတ်စိတ်ချွတ်ချိုလေးကျမရဲ့ဧည့်သည်တွေကတော့ကြိုက်တယ်ပြောတယ်နှစ်တရာသီးဆိုဘယ်တော့မှမကြိုက်တဲ့သူကဒီဆိုင်ပါတယ်နှစ်တရာသီးကိုကြိုက်သွားတဲ့ဇလန်ကစသွားခဲ့ပါတယ်နှစ်တရာသီးကိုအရင်တော့မစားတတ်ဘူးဆိုပေမဲ့ကြိုက်လန်နဲ့ဒီလိုမျိုးရောပြီးကြော်ထားတဲ့ဟာစားလိုက်တာတော့ကျမအကြိုက်တွေ့သွားပြီးတော့နောက်ပိုင်းမှာနှစ်တရာသီးကိုစားဖြစ်မယ်ဆိုတဲ့အစီအစဉ်တွေကဒီဆိုင်လေးမှာစားခဲ့တာပါဟင်းပွဲတွေမှာတဲ့ခါလဲလိုက်ဖက်မှုရှိအောင်မှာပေါ့နော်။ဘာလို့ဆိုအသားလေးရဲ့အရွက်လေးရဲ့ဟင်းရည်လေးရဲ့ဒီလိုလေးစုံစုံလင်လင်ပါတဲ့ခါကျတော့ဟင်းပွဲလေးကပို့ပြီးတော့မြင်သွားတာပေါ့။အခုဒီကြက်ပေါင် sauce လေးဆိုလို့ရှိရင်လေအသားလေးကနူးညံ့နေရပဲသူ့ရဲ့ sauce လေးနဲ့အရင်လိုက်ဖက်တာဒီကြက်သားပေါင်းတို့ဘာလို့ကြိုက်တဲ့သူတွေဆိုလို့ရှိရင်ဒီအရသာလေးကိုစားကြည့်ကြည့်တကယ်ကောင်းတယ်နော်။ပြီးတော့ထပ်မှာထားတာပစွန်ထောပတ်ငရုတ်မွေဒါလေးကကြတော့ဘယ်လိုပြောရမလဲပစွန်ကြိုက်တဲ့လူတွေအတွက် favorite ဖြစ်လောက်တယ်။သူကလေထမင်းနဲ့ဒီဟင်းလေးတစ်မျိုးနဲ့တွေကိုတော်တော်ပြည့်စုံလောက်တယ်ကျမကတော့ဒီမှာဟင်းပွဲမှာအကုန်ကြိုက်တယ်ကွာဒါကလေကျမညာပြောတာမဟုတ်ဘူးเนาะကျမတကယ်ကြိုက်လို့ကြိုက်တာကျမရဲ့မျက်နှာကိုကြည့်လိုက်ဟန်ဆောင်တာတခုမှမရှိဘူးစိတ်ထဲမှာကြိမ်နဲ့ပြီးတော့လေအဆက်မပြတ်ကိုစားကြနေတဲ့အရာသာမျိုးပေါ့နော်တချို့တွေဆိုတာကစားပြီးွားလို့ရှင်မကောင်းတာကိုကောင်းတာပြောတယ်ဒီလိုမျိုးထင်တတ်တယ်မဟုတ်ဘူးကျမကတော့တကယ်ကြိုက်မှကျမရဲ့ပါဇက်ထဲကိုထည့်တာပြီးရင်ကျမရဲ့မျက်နှာကလေမကောင်းလို့ရှင်ဟန်ဆောင်လို့မရဘူးပေါ့နော်ဒီကဟင်းပွဲတွေကတော့လုံးဝကျမရဲ့ favorite ပဲเนาะ one of my favorite taste in Taungu ပေါ့နော်ဆိုတော့ဧည့်သည်တွေကိုလည်းဒီလို promotion ဈေးသနံအချိန်မှာဧည့်ခံကြွေးမွေးရတဲ့အခါကျတော့ပို့ပြီးတော့လည်းအဆင်ပြေတဲ့ budget လည်း safe ဖြစ်တာပေါ့နော်အခုက promotion က match လတစ်လလုံးထပ်တိုးထားတာဆိုတော့စိတ်ဝင်စားတဲ့သူတွေတွားပြီးတော့စားကြည့်ပါကျမကတော့အာမခံတယ်လုံးဝနောင်တမရစေအောင်เนาะကဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲတတာပါ